တနိုင်ငံလုံးမှာထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုဆင်နွှဲကစစ်အာဏာသိမ်းမှုကိုအဆုံးသတ်ပေးဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရ NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကအသိပေးကြေညာလိုက်ပါတယ်။မတ်လ10 ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့တမူးတင်နန်းအပတ်စဉ်တင်မြင့်ဆောင်2024တင်နန်းစင်ပွဲကိုပေးပို့တဲ့တဝန်လာထဲမှာအခုလိုထဲ့သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲအတွေ့အကြုံတွေရယူခဲ့ပြီးဖြစ်တဲ့ PDF ပကဖနဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့တွေအားလုံးလက်တွဲကစစ်မျက်နှာအလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးဆင်နွှဲကစစ်အာဏာသိမ်းမှုအဆုံးသတ်ကြရတော့မယ်ဖြစ်တယ်လို့လည်းကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကပြောပါတယ်။တော်လှန်ရေးအစောပိုင်းကာလမှာတော့တစ်ဖက်ကတက်တီဆောက်ရင်တစ်ဖက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးလှုပ်ရှားနိုင်အောင်ပထမအဆင့်ကြိုးပမ်းခဲ့ကြရတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒုတိယအဆင့်အနေနဲ့ဒုအင်အားစုစည်းမဟာဗျူဟာထိုးစစ်ဆင်ရင်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံရဲဘော်တို့ရယူနိုင်ခဲ့ပြီးတတိယအဆင့်ကတော့ PDF ပကဖနဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာအလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့အတွက်ဖြစ်လာလိမ့်မယ်လို့လည်းကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောပါတယ်။ဒါအပြင် PDF ပကဖရဲဘော်တွေက COC 2ရက်နဲ့တိုက်ခိုက်ရေးစွမ်းရင်အားကောင်းတဲ့ရဲဘော်တွေဖြစ်ရေးကိုစင်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီးတပ်မတော်ထူထောင်ရမှာလဲလက်နက်ကင်အင်အားစုအားလုံးအလံတော်တစ်ခုတည်းအောင်မှာစုစည်းကပြည်သူတော်လှန်ရေးတရက်ဆွနေဖို့နဲ့စနစ်ပြောင်းရေးဥတီရဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် Federal Democracy နိုင်ငံရေးစနစ်နဲ့လျော်ညီတဲ့ Federal ပြည်ထောင်စုတပ်မတော်တည်ထောင်တဲ့အခါမှာရှေ့ပြေးအမြူတေဖြစ်စေဖို့ရွယ်ထားရလို့လည်းဆိုထားပါတယ်။ဒီကနေ့တော်လှန်ရေးအခြေအနေအရရက်ကိုကြည့်ရင်တော်လှန်ရေးအောင်မြင်ဖို့နဲ့တော်လှန်ရေးအောင်မြင်တဲ့အခါမှာပြည်သူတွေမျှော်မှန်းထားတဲ့ Federal Democracy ပြည်ထောင်စုထူထောင်နိုင်ဖို့ PDF တပ်မတော်မှာတာဝန်ရှိတယ်လို့လည်းအသိပေးထားပါတယ်ရှင်။